နိုင်ငံတောင်ပိုင်းဒါဒန်နန်လို့ခေါ်တော့ဗောနော်မြို့မှာရှိတဲ့ဖူဆန်ဝိပဿနာ meditation center ပါခင်ဗျာဦးဇင်းတို့ဒါမျက်နှာစာကနေပြီးဦးဇင်းတို့ဒါရိုက်ပြပေးနေပါတက်ရပါတော့မမောင်တက်ရနေပြီးတော့ဓမ္မအောင်ရှိရရင်ပြင်းကြီးကဒီမှာဆင်းရော်ကြီးတွေပတ်ချလဲဗျာမြင်တွေ့ရမှာဖြစ်ပါတယ်ဆင်းရော်ကြီးတွေပတ်ချလိုက်မြင်တွေ့ရပြီးတော့ဒီမှာတပားနေចောင်းဆောင်လေးတဲ့နှာငါးရည်စင်းသုံးတာဒီမှာဆိုလို့ရှိရင်ဆင်းရော်ကြီးတွေအများကြီးဟိုမှာတော့လုံနေဆင်းရော်တွေလုံနေမပြီးသေးဘူးပုံမှန်လည်းလှုပ်တဲ့ဟာတွေရောပြီးတဲ့ဟာတွေရောဆင်းလူတော်ကြီးအကြီးတွေမောနတ်ရုပ်တွေဒါကြောက်ဆင်းလူတော်ကြီးသာနာကိုကောင်းပါလေတရားစခန်းကတော့ဒီမှာကသူ10ရက်တရားစခန်း9ရက်တရားစခန်း15ရက်တရားစခန်းတလစခန်းတရားစခန်းဆိုပြီးတော့တရားစခန်းတွေကတော့လစဉ်တန်းရှိတယ်ဗောနော်ဟိုမှာဒီနေ့ဒါဒီမာယနာဆရာလေးတွေထီရဝါဒအကြောင်းဆိုထီရဝါဒတော့ပိုများတာဗောနော်ဒီအကြောင်းပါတော့ကဲဦးစင်းဒါရှေ့တွေရောနောက်တွေရောတစ်ချက်ကြိုက်ပြပါမယ်ဒါကတော့ဦးစင်းတို့မိဓမ္မယုံကြီးဝင်มาပဲဖြစ်ပါတယ်ဒါတော့ဦးဆုံးမိဓမ္မယုံကြီးကိုဝင်တော့မှာဖြစ်ပါတယ်တိန်ပင်ဖူဆန်ပေါ့ဖူဆန်ဒါတရားဟောမိဓမ္မယုံကြီးမှာဒီတရားဟောမိဓမ္မယုံကြီးမှာဆိုရင်နိုင်ငံတကာကတရားပြဆရာတွေပေါ့နော်နိုင်ငံတကာတရားပြဆရာတွေအများတမ်းမှဒါတရားလာပြတယ်ပေါ့နော်အများတမ်းမှသူဖိတ်တယ်ခုလည်းတော့တရားစခန်းတွေဒီမှာရှိတယ်ပေါ့နော်တရားစခန်းတွေခုလည်းရှိပါတယ်မနိုင်ငံဥပဒနာဆရာတွေထိုင်းနိုင်ငံဥပဒနာဆရာတွေအများနဲ့တရားပြတယ်လို့ကျွန်တော်သိရပါတယ်အခုလည်းတရားပြနေမှာမြန်မာနိုင်ငံပါရမီရိပ်သာဆရာတော်တဲ့ IDPNU ဆိုတာမသိဘူးအဲဆရာတော်ပါအဲဖျားဝေးပြုလိုက်ပါအောင်ပါဦးဇင်းဒါတော့ဓမ္မယုံဘေးပါဘယ်လောက်ကျယ်ဝန်းလဲဆိုတော့ဓမ္မဝဲမျက်နှာပြင်ဦးဇင်းတို့ပြပေးတာပါဒါကတော့ဦးဇင်းတို့ဒီမှာဓမ္မရွက်ရှိတက်ရပြင်ကြီးကိုပြန်ပြပေးတာပါနော်ကဲဟိုးမှာလည်းသူကမိန်းပေါက်ကြီးတစ်ပေါက်ရှိပါတယ်ဘယ်ချမ်းညာမှာချမ်းမှာလည်းမိန်းပေါက်ကြီးဒီမှာမြင်တိုင်းပဲဧကတော့မရှိဆိုရင်ဧက100ကျော်လောက်ရှိမှာမသိဘူးဧက200လောက်မှရှိပါဘူးနည်းတဲ့ဟာကြီးမဟုတ်ဒီမှာတပားဆောင်လေဟိုးပေါ်မှာလည်းပဲဒါဦးဇင်းတို့ရှိသေးတယ်ပေါ့နော်ရိုက်ပြမှာမကုံနိုင်မခန်းနိုင်ဆိုတော့ကဲမနေ့ဘုရားရုပ်ဘွားတော်ကြီးဒီမှာကျမ်းပါအားကြီးဆိုတဲထားအများကြီးဒီမှာဆိုလို့ရှိရင်အောက်မှာဒါတပားဆောင်လေးတွေပေါ့နော်တန်ဃာတော်ကြီးသတင်းသုံးကြတာတပားဆောင်လေးတွေနဲ့ဒါဦးဇင်းဟိုဘက်ကိုလည်းရိုက်ပြပေးဦးပေါ့နော်ရန်တာရပါတယ်ရန်ကြည်မလို့ပေါ့ပါတယ်မောထီရဝါရရန်တော်တယ်ဟိုးပေါ်မှာလည်းပဲဦးဇင်းတို့လားဟ
ိုးမှလည်းရုပ်ပွားတော့တယ်ဒါရောဘာတော့ကြီးရောဘာချန်နေဒီမှာလည်းဦးဇင်းတို့ဒါဗုဒ္ဓရုပ်ပွားတော်တွေပါကျန်ကြည်ညိုတက်ပဲဖို့ကောင်းဒါကတော့ဦးဇင်းတို့ဒါမြတ်စွာဘုရားဒါလက်ဝဲတော်ရင်လက်ရတော်ရင်ပေါ့နော်ဒါရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလန်နေထားတော့ဒါသူတို့တုပ်ပေါ်ထားဖြစ်ပါတယ်ကြောက်တုံးကြီးနဲ့တေချာလှပတေချာတက်ရလုံးပါတယ်ခင်ဗျာဒီမှာပြင်းတဲ့အတိုင်းမှာတဘာဆောင်လေးရတယ်အခုမရှိဘူးဆိုတော့300လောက်ရှိမှာမသိဘူးအခုစင်တဘာဆောင်လေးလိုက်ရိုက်ပြဘုံကလည်းဘာကြီးရုံမသိဘူးကြောက်တုံးကြီးဆင်လာကျန်းလှရိုက်ပြပြအောင်လေဒီမှာလည်းပဲလာပါဗျာနှစ်ရုပ်တွေနဲ့တော့ဘုရားရုပ်ပွားတော်ကြီးလောက်ထားဒီမှာလည်းပဲဒါတဘာထိုင်ဟိုထဲထဲမှာတဘာထိုင်ပြီးတော့ meditation အတွက်ဒီဒါအားထုတ်တဲ့လူတွေပေါ့နော်ဟောဒီမှာလည်းသူကစောက်ကြီးတောင်ဆောင်ဒီမှာလည်းအကျယ်ကြီးရှိသေးတယ်ဒီမှာလည်းတော့ဟိုဘက်မှာခြလိုင်းတွားလို့ရရတယ်ဒါမှဘာရေးထားတာမလဲလူဒူဒါဟောကျန်တော့ပါကျွန်တော်ဆုံးမကြရတယ်ဗောနော်တိမ်ပန်ဖူဆန်ကျန်တော့မှဆုံးမကြရတယ်ဗောကဲဦးဇင်းတို့ဟိုဘက်တော့ရိုက်ပြတော့ဝေးတယ်နေဟုတ်ကဲခဲတို့ဦးဇင်းတို့ဟိုဘက်ချမ်းကိုပြန်သွားကြမယ်တဘာဆောင်လေးလုတ်ပေးတာတရင်တုံးနဲ့လက်ရှိတရင်တုံးလေးအောင်ရှိတယ်တကားတွေပိတ်ပြီးတော့ဒါတရင်မတုံးမနဲ့ဒီနေရာကိုကြွနေတဲ့သူတွေလည်းရှိရပါတော့အဲ့တော့ဒီဇိုင်းလေးတွေအမျိုးမျိုးလေးတွေပါဟိုးမှလည်းအများကြီးကြံနေမျိုးကြီးတစ်ခုလိုဖြစ်ရက်ွက်ကြီးတစ်ခုလိုဒီဆရာတော်တော့ဒီအပြင်မှာရောရုပ်ဘောတော်လေးသူအထားတယ်ဒီမှာလည်းအဆောင်လေးဟိုအဆောင်လေးရောဒီဇိုင်းလေးပူလာနဲ့ကြီးရပါတော့ကဲဦးဟိုဘက်ဆက်ပြီးအောင်ဟိုမှာမျိုးသွားလို့မကုန်နိုင်တော့ဟိုချောင်းတော့အကြာကြီးဟာရဒါဦးဇင်းတို့ဓမ္မယုံနောက်ကိုပြန်ရောက်လာပြီပေါ့နော်ဟောနိုင်ပြီကအောက်လိုရိတ်တာမျိုးကြီးပေါ့နော်အောက်လိုရိတ်တာမျိုးကြီးပါဒီမှာဟောဒီမှာတန်းဟိုးထဲကိုလည်းသွားလို့မနိုင်တော့ဒီဆောင်လေးကြောပါလှဒီဇိုင်းလေးလောက်ကဲကျွန်တော်ဟိုထဲတပေါင်းနောက်ကျောက်ရိုက်ပြောမယ်နော်ဓမ္မယုံကြီးရဲ့ဒါနောက်ကျောက်ပြန်ရိုက်ပြီးထားပါဦးဆန်း meditation center ရဲ့ဒါတနေရာပေါ့နော်ဦးဇင်းတို့အခုရိုက်နေတာဖြစ်ပါတယ်ဒီမှာအဆောင်လေးရနေကြသူကတရုတ်ဆရာတော်တွေရတတ်နေဒါနလန်လေးတွေပန်းနေနေမှာသူတို့ရှိပါဒီကနေကြအများကြီးပါဦးဇင်းတို့ရှေ့မှာဆက်ရိုက်ပြပါအောင်မယ်ကဲဒီမှာဟိုစကားပြောညာကိုတွေဒီမှာဆရာလေးတွေဟိုဝိဆာလုတ်ပန်းလေးနေသူဘယ်ချိန်မှမဒီတင်းရှိလဲမသိဆရာမကြီးကဲကျန်တာရတယ်နော်သူကလှပါနေလုံနေကန်နေကြတာတာရတယ်ဝါပင်လေးတွေနဲ့ရိတ်တာဟုတ်ဒီမှာလည်းအများကြီးပဲဒါကတော့တန်ရ900လောက်ရှိရဲတဲ့ဒီဖူဆန်ရိတ်တာကြီးမှာဆရာလေးတွေဦးစင်းတွေထေရဝါဒတွေရောမဟာယာနတွေရောဆရာတော်ထေရဝါဒဒီမှာလည်းဒါနဲ့ပေါ့ဓမ္မယုံတစ်ခုပေါ့နော်ဒါမြန်မာပြည်ကတဘာဟိုပါရမီရိတ်တာကဆရာတော်က IDBNU ရိတ်တာကဆရာတော်တွေမှာသူလက်ချပေးတာပေါ့ meditation ဝိသနာတရားဟောမှာဦးဇင်းတို့လည်းတွားလေ့လာပါပဲဆရာလေးတွေလာပြီးတော့နာကြ
ညာကြီးဆရာတော်မကြွလာသေးဘူးပေါ့နော်ဆရာတော်ဒီမှာတရားပေးတာဖြစ်ပါတယ်မြန်မာနိုင်ငံကဘာလို့ရိတ်တံဆရာတော်ငါဒီတရားဝါဒရောလူတွေရောဒါဗီယက်နမ်ဖွဲ့စည်းတယ်တကယ်ကမှာပေါင်းသူတော်ကောင်းတယ်ဒါကတော့ဒီမှာဈေးတစုပါဒါလေဒီမှာဟဲ့ဟိုမှာဦးဇင်းတို့ဝိပဿနာ meditation ပေးနေပါပြီဒါတော့ဓမ္မရုံအသေးစားလေးတစ်ခုပေါ့နော်ဒီမှာတော့ BNN ဆရာတော်တရားဟောမှာလေဦးဇင်းအထဲထဲတော့ဝင်မြိုက်တော့ဒီမှာ intensive meditation ဟောတဲ့ BNN ဆရာတော်တရားဟောမှာပါတယ်ခင်ဗျာဒီမှာဆင်းပေးနေကြဒါတော့ကန်ကြီးပေါ့ဥမာတရားထိုးသူတို့ပြင်ဆင်ထားဟုတ်ကဲ့ကိုဒီမှာလည်းသူတို့အများကြီးပဲဒီမှာလည်းသူကအဆောင်လေးနော်ဒီမှာလည်းအင်ဂျင်မီနဲ့ဗုဒ္ဓရုပ်သွားတော့အဆောင်လေးအများကြီးပဲဒီမှာလည်းပဲဒါဗုဒ္ဓရုပ်သွားတော့ယူပေါ့နော်ဗုဒ္ဓရုပ်ရဲ့ရှိမှာတော့ပန်းချံလောက်ယူရတော့ဆိုင်ကုန်လေးတွေနဲ့ကဲဒီမှာလည်းတစ်ခုပါခင်ဗျာဒီမှာလည်းဒါ meditation hostel လေးအများကြီးပဲဒီဘာနဲ့ကြောင်းဆောင်လေးကဲဒါတော့ meditation group ဖွဲ့ပြီးတော့တရားထိုင်တဲ့အပြင်ဘက်လေသာပြင်ဘက်ဖြစ်ပါတယ်ဒီမှာလည်းအများကြီးပါဒါတော့တဘာကြောက်တုံးလေးတွေကိုသူတို့ဆင့်ပြီးတော့လှုပ်ထားတာတော်တယ်ပါဘောနော်အများကြီးရှိပါသေးတယ်ဟိုမှာလည်းဗုဒ္ဓရုပ်ဝါတော့ဟိုဒါအလယ်မှာထားတယ်ပေါ့နော်ရမ်းမိုက်ပါတယ်ဆရာလေးတွေကဦးဇင်းတို့ဒါလိုက်ရှင်းပြပေးနေတာပါဒီမှာဆိုတဘာပို့ကြတယ်မကျမတဘာတရားထိုင်နေတော်တယ်မှာရမ်းဟိုဒါတာရတယ်ဗျာခြံအောင်လေးတွေနဲ့တော့ဒါတရားထိုင်ရမယ်နော်နဲတော့ချင်းကြိုက်တယ်ဟိုမှာဆိုရင်ဒါဗုဒ္ဓရုပ်ပွားတော်ကြီးဟိုဗုဒ္ဓရုပ်ပွားတော်ကြီးဒီမှာလည်းဒါဗုဒ္ဓရုပ်ပွားတော်ဒီမှာတရားထိုင်ဒီမှာရမ်းပြ meditation ဒါလူရောက်ထိုင်လို့ရ100လောက်ထိုင်လို့ရတယ်နည်းတာမဟုတ်အများကြီးပဲတဘောကတပင်မှာကြောက်တုံးတုံးကြီးထားပြီးတော့တရားကြီးဒီဘက်မှာလည်းသူကဓမ္မယုံလေးရှိပါတယ်ဒီဘက်မှာလည်းသူကဓမ္မယုံကဲဒီမှာလည်းသူကဓမ္မယုံတရားထိုင်လို့ရတယ်ပေါ့နော်ဒီဘက်ကိုရအောင်စအရှင်းလုပ်နေတာဒီမှာအများကြီးပဲBNN နိုင်ငံတောင်ပိုင်းဖူးဆန်ဒါ meditation center ပါဒီမှာဒီ meditation hall လေးတားရတယ်ဘုရားဝေဝိသတန်ရှင်းလုပ်နေကြဟိုမှာလည်းတော့ BNN နဲ့ရွတ်နေကဲရှင်နေထည့်ရိုက်ပြရအောင်ပါဗျာဟောရမ်းတာရတယ်ဒါတဘာနေဆောင်လေးကျွန်တော်ရောက်ကုန်းလေးလမ်းလေးရှင်ဟိုကကြာတဘာကတော့
မကြတော့တော့ကုတ်ကလေးလမ်းလေးနဲ့ရမ်းတာရပါတယ်โอเคဒီမှာလည်းသူကဗုဒ္ဓစင်ထူတော်ကြီးပါခင်ဗျာဒီဘက်မှာလည်းသူကတာရတယ်အဆောင်လေးတွေမိုက်တယ်ဒီမှာလည်းသူကအဆောင်လေးရလာဒီမှာလည်းပြီးဆုံးမဟုတ်တော့ပါဘူးဒီမှာလည်းဒါဗုဒ္ဓရုပ်ပွားတော်တယ်ဘုရားရုပ်ပွားတော်တယ်ဆရာလေးကလိုက်ပြဒီမှာသဘောကောင်းရှာတယ်သူကတော့ဒီမှာနေတဲ့ဆရာလေးပေါ့နော်ဦးဇင်းတို့အိန္ဒိယမှာမိတ်ဆွေတွေဖြစ်ကြသူဒီရိတ်တာကိုလာလဲပါတဲ့ဒီမှာအိပ်ပါအနေပါတဲ့တညပဲအိတ်နိုင်မယ်လို့နဲလာအိလားတဲ့ငါတို့18ရက်နေပြန်ပါလို့ဒီနေ့16ရက်ပါမနက်ဖြန်တစ်ပတ်ကိုချင်းမင်းလည်းဦးဇင်းတို့တော့ဟိုမှာလဲဦးဇင်းတို့ဒါဓမ္မဟော meditation hall ကြီးရွယ်တစ်ခုရမ်းပါတယ် cốc này cốc của người hình sư ဒီမှာတပားလေးကြောင်းဆောင်လေး sư là ư về ở cốc này လမ်းလေးဒီဆောင်ကတော့ပြင်ပကနေပြီးတော့ဓမ္မဆရာတွေလာပြီးတော့တရင်တုံးတဲ့ဒါကပ်ဟောက်ဆောင်လေးပါတဲ့ရမ်းလှတယ်ဗျာvery good ဦးဇင်းတို့ရရင်တစ်ချက်ရိုက်ပြီအဲ့ဒါ meditation hall ကြီးပေါ့နော်ကြီးရွယ်တော့ဓမ္မယုံဒီပါတစ်ခုရမဒါကတော့တော်လားဘာဝတရားလေး